ဒီကဘာမြေကြီးဟာဖယားငါးစုပွင့်ပြီးမှပျောက်ကွယ်မှဖြစ်တယ်အခုဖယားလေးစုပွင့်ပြီးသွားပြီတစုပွင့်ပြီးတိုင်းမြေသားဟာတေယုဇနာလောက်မြင့်တက်တယ်ဒါကြောင့်မို့ရှေးအောင်ပစ္စည်းတွေပြန်တူးဖော်ရတယ်ပထမဆုံးပွင့်တော်မူတဲ့မြတ်စွာဘုရားကကုတန္တမြတ်စွာဘုရားအဲ့ဒီကုတန္တမြတ်စွာဘုရားတက်တော်4000တန်းလူသားတွေရဲ့4000လူအသက်4000သက်ရှိတဲ့ကာလမှာပွင့်တော်မူခဲ့တာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားလည်းပဲတက်တော်4000ထီအောင်ကြာရှိစွာလူဘဝမှာလောကသားတို့အတွက်ကြိုးစားဆောင်ရွက်ခဲ့နိုင်တာဖြစ်တယ်ထိုကုသန္တမြတ်စွာဘုရားရဲ့အသိဉာဏ်ပွင့်လင်းရာသဗ္ဗညုတဉာဏ်တော်ကြီးပွင့်လင်းရာဘောဓိပင်ကတော့ကိုယ်ကိုယ်ပင်ပဲဖြစ်တယ်ကိုယ်ကိုယ်ဘောဓိမှာဘုရားဖြစ်ပြီးရောက်တာသို့တော်ဒီကနေ့ခေတ်ကိုယ်ကိုယ်ပင်ကိုဗဒ္ဒကဘာကြီးမကွဲခင်တောင်မှပဲရေပြင်းပေါ်မှာပေါက်နေတဲ့ဘောဓိကိုယ်ကိုယ်ပင်တွေကိုဘောဓိပင်လို့လူတွေကအတိမမပြုကြတော့ဘူးလမ်းဘေးမှာအရေးရသစ်ပင်ဖြစ်လမ်းဘေးမှာအရေးရသစ်ပင်ဖြစ်စိုက်ပြီးတော့ထင်းခုတ်ပြီးတော့စိုက်တယ်ဘောဓိပင်ဖြစ်ကရွှေလျောသွားတယ်လို့ဆိုရမှာဖြစ်တယ်ဒီကဘာမြေကြီးပေါ်မှာပွင့်ပေါ်ခဲ့တဲ့မြတ်စွာဘုရားဗဒ္ဒကဝါဆိုတာဒီကဘာမြေကြီးပေါ်မှာပွင့်သွားတဲ့မြတ်စွာဘုရားရဲ့ကိုယ်ကိုယ်ဘောဓိဧဒုတတန်ဟာတက်လိုက်ကြတယ်4000တန်းကနေစနစ်တန်းထိအောင်ရောကြသွားပြီးတဲ့အခါတစ်ခါလူသက်တန်းတွေပြန်တက်လာပြီးအသင်္ချေထိအောင်လူတွေဟာပြည့်ရွယ်ကောင်းလောက်သက်ရှိပြီးသက်တွေပြန်တူကြပြန်တယ်သက်တူတာဟာဒုစရိုက်တွေကြောင့်တူတာပဲဖြစ်